မိုဘိုင်းလက်ကျန်ရဲ့စီဇန်36ကဒီနေ့ပြီးဆုံးသွားပြီတော့ဗောနော်စီဇန်39ပြန်လာပါပြီစီဇန်39မှာဘာတွေပါမလဲဘာတွေထူးခြားလာမလဲဘယ်လိုတွေဂုံးစရမယ်ဆိုတာစိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးကြည့်ဖို့မျှော်လင့်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါ Freddy Gaming Channel ကနေကြိုဆိုပါဗျကျွန်တော်စီဇန်39မှာတော့ပထမဆုံးမေဟီရိုဖြစ်တယ်ဗောနော် ZDM ပါဝင်လာမှာဖြစ်ပါတယ်သူကဗောနော်မေရိုထဲမှာရှိတယ်သူရဲ့ spare ရလည်းတော်တော်လေးလည်းကျန်းနေဗျာနော်သူကတော့ဒီမှာသူ့ကိုလိုချင်တော့ဒီလို daily stat လေးလုပ်ရမယ်ပေါ့နော် game ထဲမှာ log in ဝင်ရမယ်တပွဲဆော့နှစ်ပွဲဆော့တော့နော်အဲတော့ရိုးရှင်းရှင်းလေးပဲပြီးလို့ရှိရင်သူ့ကိုဒါမှမဟုတ်လဲ battle point 3200နဲ့တခါလေးတန်းဝယ်လို့ရတယ်ကျွန်တော်တို့က daily test တွေလည်းမလုပ်ချင်ပါဘူး battle point လည်းမရှိပါဘူးဆိုလို့ brother ကြီးကတော့ diamond 400စကုံးလုံးနဲ့ဝယ်ချပလိုက်ဟလားရှုပ်လုံးလို့ဒါတော့သူ့ကိုလိုချင်ရင် diamond 400စကုံးလုံးနဲ့ဝယ်မဝယ်လို့ရှိရင်3200နဲ့ဝယ်ဒါမှမဟုတ်လို့ရှိရင် daily test တွေလုပ်ပြီးတော့ free ယူလိုက်ရှင်းရှင်းလေးပဲပြီးလို့ရှိရင်ကျွန်တော်တို့ aspect event ရောက်ရှိလို့လာမယ်ဒီ event ကဗောနော်တန်တော်တိုင်းမှာ epic တစ်ကောင်ပေးပါတယ်လုံးဝဂုံးစင်းလုံးကောင်းတဲ့ event ဖြစ်ပါတယ်ဗောနော် Leslie နဲ့ Chang'e ပါမယ်ပြီးလို့ရှိရင် Collector Savannah နဲ့ Shisan ရှင်းပါမယ်ပြီးရင်တခြား lucky box တွေလည်းပါအောင်မယ်ဗျာနော်ပြီးလို့ရှိရင် epic skin တွေလည်းပါအောင်မယ် live run နှစ်ကောင်ပါမယ် Granger နဲ့ Tigo နဲ့ဗောဒါကတော့သူ့ရဲ့ line ကြပုံစံအတိုင်းပဲเนาะတခြား reward တွေလည်းပါတယ်အများကြီးပဲသူက bingo event ဖြစ်ပါတယ်Freedom ငင်းနေကတော့ဒီ29ရက်နေ့နဲ့ဗောနော်9လပိုင်း17ရက်နေ့နှစ်ခါလာမယ်ဗျာနော်အေးစေးပဲဘာသာလို့နော်ဂုံးစင်းအောင်မယ်ပြီးရင်တော့ကျွန်တော်တို့ဆိုလိုသမားတွေရဲ့အကြိုက်ပဲနော်လိမ့်မ marking system ပလာလိမ့်မယ်ကျွန်တော်ကိုကြိုက်တဲ့လိမ့်ကိုရွေးကျွန်တော်ကတော့ goal လိမ့်နဲ့ကြံငယ်2မျိုးရွေးလိုက်တယ်ဘာကြမလဲဆိုတော့တစ်ချက်ရွှေ့လိုက်နော်ပွဲရှာလည်းမကြောက်ဘူးဗျာနော်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာ4စက္ကန့်ပဲကြာတယ်လုံးဝအကြာကြီးလည်းမဟုတ်ဒါကတော့အခုမှအစမလို့လားမသိချာတော့မသိဘူးဗောနော်အများကြီးလည်းမကြောက်ဘူးဗျာနော်ကျွန်တော်ကတော့ဂျန်ငယ်ကြရတယ်သူကကိုကြိုက်တဲ့ rule 3 rule ရွေးလို့ရတယ်ပြီးလို့ရှိရင်အဲ့ rule တွေကတရူးကြမှာပေါ့နော်ဒါကတော့ဂျန်ငယ်ကြမလားဂိုးလင်းကြမလားတခြားဘာကြမလဲတော့တခြားတော့မသိဘူးပေါ့နော်သူကပေါ့နော်ဒီ lane တွေကိုပဲကြော်ပြီးတော့ကစားလို့မရတာပေါ့နော် hero တွေတော့ပြောင်းကစားလို့ရတယ်အခုလိုပေါ့နော်ကျွန်တော်တို့ရဲ့တင်းကဂိုးလင်းပြထားပြီးတော့ဂိုးလင်းကိုဘေးနဲ့ဆော့မှာပါတယ်နော်အဲ့လိုမျိုးလူတွေလည်းရှိပါသေးတယ်ဗျာနော်သူကလိမ့်မဲ့ပြောင်းဆော့လို့မရတာ hero ပြောင်းဆော့လို့မရတာမဟုတ်ဘူးပေါ့နော် hero ကတော့ကိုကြက်တဲ့ hero ကိုအကုန်ဆော့လို့ရတယ်ဗျာနော်ဒီပွဲကလည်းလုံးဝနောက်ဆုံးတော့တဖိပါပဲနော်ကျွန်တော်မိတ်ဆွေတွေနဲ့လည်းဒီ season 36တုန်းကဘာတွေရခဲ့လဲဘယ်လိုတွေဂုံးဆင်းခဲ့ရလဲပြီးရင်ဒီ season 39မှာရောဘာတွေယူမလဲ RAM ဘယ်လောက်တင်မလဲဆိုတာတော့ comment မှာမှန်းလို့ရပါတယ်ကျွန်တော်ရဲ့ content လေးကမိတ်ဆွေတို့အတွက်အကျိုးတူနေရရှိရဆိုလို့ရှိရင်တော့ like and follow နဲ့ကူညီပေးကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်